ပြီးခင်မွန်းထွက်ပေါက်စီပူပူလေးတွေပြင်ပေးတယ်ခင်မွန်းကနိုင်ကြည့်သည်ပေါက်စီနှလုံးပါဇက်ထဲထိုးထွင်းလိုက်အောင်နဲ့အလုတ်သွားပြီးအိမ်ထဲမှာတော့မိခင်တစ်တောက်သေးပဲကြံခဲ့တယ်တနေ့မုံဖုန်တွင်ရင်ပေါက်စီတစ်လုံးကိုထပ်ပေါင်းကျင်လို့လက်နဲ့ကြိုင်လိုက်ချိန်မထင်မှတ်ပဲအဲ့ဒီပေါက်စီကမျက်နှာပေါက်လာတယ်မိခင်လည်းလန့်သွားပြီးပြန်ကြည့်လိုက်တော့စတီးမင်းထဲကပေါက်စီဟာလက်လေးခြေလေးပါပေါက်လာပြီးအသက်ရှင်နေတာအဲ့ဒီအချိန်ကစပြီးမိခင်ရဲ့နှလုံးသားကအပြတ်လုံသွားပြီသူမကအဲ့ဒီပေါက်စီလေးကိုကုသားလိုပဲပြုစုတယ်လဲကြရင်ချက်ချင်းပြန်ထုတ်ပေးတယ်ဘိုက်စာရင်အသားဖြည့်ပေးတယ်အပြင်သွားရင်ခေါင်းပေါ်ထဲထည့်ပြီးတဲသွားတယ်စနက်ဝယ်ပေးကိတ်မုံအသူစားဈေးဝယ်ရင်တော့ရင်ခွင်ထဲထည့်ထားတယ်တခါတည်းရန်အမြင့်တိုင်းပေးပြီးကြီးလာပြီနော်လို့ပြောတတ်သေးတယ်ဒီလိုနဲ့ပေါက်စီလေးကတဖြည်းဖြည်းကြီးလာပြီးလူငယ်လေးတစ်ယောက်လိုဖြစ်လာတယ်ဒါမဲ့ကြီးလာတာနဲ့မြောက်သူလည်းအပြင်လောကကိုစိတ်ဝင်စားလာတယ်လမ်းပေါ်မှာကလေးတွေဘောလုံးကန်နေတာညင်တော့လိုက်ချင်တယ်မိခင်ကချက်ချင်းပြေးလာပြီးအန်တီရရှိတယ်အားကစားလုပ်ချင်ရင်တိုင်ချီပဲလုပ်ရအောင်လို့တားတယ်ဒါပေမဲ့ပေါက်စီလေးကမိခင်မသိအောင်တငယ်ချင်းတွေနဲ့သွားကစားနေတော့မိခင်တွေ့သွားတော့ပြန်ခေါ်ခြင်းပေမဲ့ပေါက်စီလေးကမနာလိုဖြစ်ပြီးမလိုက်တော့ဘူးစနက်ထုတ်ပေးလည်းမသုံးတော့မျက်နှာလွှဲသွားတယ်အိမ်ပြန်ရောက်တော့ပိုဆိုးလာတယ်ကိုခန်းထဲဝင်ပိတ်ထားပြီးမိခင်နဲ့မကြိုးတော့ဘူးမိခင်ကထုကပါတဲ့ဝင်ကြည့်ခြင်းပေမဲ့ပေါက်စီလေးကပိုပြီးစိတ်ဖြစ်စိတ်ညစ်လာတယ်။ဒါကိုပြန်ပြောစီခြင်းလို့မိခင်ကကိုယ်တိုင်ချက်ပြုတ်ပြီးသူကြိုက်တဲ့ဟင်းလေးအပြည့်စပွဲတင်ထားတယ်။အတူစားပြီးစကားပြောမလားဆိုတော့ပေါက်စီလေးကခေါင်းတော်မလွယ်ပဲတငယ်ချင်းတွေနဲ့ထွက်သွားလိုက်တယ်။အိမ်ထဲမှာမိခင်တယောက်တည်းစိတ်နန္နာနဲ့ဟင်းစပွဲကြီးကိုတယောက်တည်းစားလိုက်ရတယ်။ညလေကျော်မှာပေါက်စီလေးပြန်လာပြီးဒီတခါတော့မိန်းကလေးတယောက်ပါခေါ်လာတယ်။လက်ထဲမှာလည်းလက်စွပ်ကြီးကြီးနဲ့မိန်းကလေးကမိခင်ကိုဖတ်လိုက်ပေမဲ့မိခင်ကမယူနိုင်သေးဘူး။နောက်တော့ပေါက်စီလေးကပစ္စည်းတွေစူးစီးပြီးချစ်သူနဲ့အတူနေဘူးထွက်မယ်လို့တဲ့။မိခင်ကမခံနိုင်တော့နင်းသွားရင်ငါဘယ်လိုလုပ်မလဲလို့မေးပေမဲ့ပေါက်စီလေးကဘာမှမပြောပဲခတ်ချင်နေတော့မိခင်ကတကားပိတ်တာပေါက်စီလေးကဖွင့်ထွက်ခြင်းနှင်းငေါက်ဆွဲဆန့်ရင်မိခင်မျက်ရည်ကျလာပြီးစိတ်ထိခိုက်မှုကြောင့်မထင်မှတ်ပဲပေါက်စီလေးကိုပါပါးစပ်ထဲထည့်လိုက်မိတယ်။ပြီးတော့မိခင်လက်နိုးလာတယ်။အားလုံးကအိမ်မက်ပဲ။အဲ့ဒီအချိန်တကားဖွင့်တန်ကြားလာပြီးအိမ်ကထွက်သွားခဲ့တဲ့သားအမှန်ပြလာတယ်။မိခင်ကစိတ်ကောက်ပြီးမလှည့်ပဲနေသည်။သားကအဖြစ်ရှိသလိုနဲ့ဘေးမှာထိုင်ပြီးမိခင်ကြိုက်တဲ့မှုန့်လေးထားခဲ့တယ်။ထွက်သွားမလို့လှုပ်ချင်းမိခင်ကနောက်ကနေလက်ဆွဲလိုက်တယ်။နှစ်ယောက်မျက်နှာချင်းဆိုင်ပြုံးလိုက်ကြပြီးအရင်ကမနာလိုမှုတွေအားလုံးပျောက်သွားတယ်။နောက်ဆုံးတော့မိသားစုလေးယောက်အတူတူပေါက်စီထုတ်နေကြရင်နဲ့ဇလန်းကပြီးဆုံးသွားတယ်။ဒီကားကမိခင်အများကြီးရဲ့ဘဝကိုပြထားတာပါ။ကလေးကိုကိုဘဝတစ်ခုလုံးလိုချစ်မိပြီးချစ်ချင်းနာမည်နဲ့ထိန်းချုပ်တာကာကွယ်လွန်းတာဒါပေမဲ့ကလေးတွေကပေါက်စီမဟုတ်ဘူးနော်သူတို့မှာကိုယ်အိမ်မက်ကိုယ်လိုချင်တာတွေရှိတဲ့လူသားတွေပါချစ်ချင်းဆိုတာထိန်းထားခြင်းမဟုတ်ပဲလက်လွတ်ပေးနိုင်ခြင်းနားလည်ပေးနိုင်ခြင်းလည်းထိတာပါမယ်မိဘတွေကိုလည်းကျွန်တော်တို့အများကြီးအကျွေးရှိနေကြပါတယ်အချိန်ရရင်အိမ်ပြန်ပြီးမိဘတွေကိုတွားတွေ့လိုက်ပါနော်